ညီမအခုကဘလို့နေစားဖြစ်တာညစ်စေးစားလိုက်နော်ညစ်စေးပြပါအောင်ဟောပါလာညစ်စေးဘူးအဲ့ဒါမှပြမှာအဆင်ပြေပါလိမ့်နော်အေးဒီမကြီးဒီစေးဘူးကိုဝက်ချန်အတွက်ဘယ်သူကညွှန်တာတော့စေးစတိုးဆိုင်ညွှန်တာစေးဆိုင်လားစတိုးဆိုင်လားစတိုးဆိုင်ဟိုစေးပါတယ်ရောင်းတာနော်ဝက်ချန်ပြောက်တယ်ဆိုပြီးတော့သူညွှန်လိုက်တာဒါအဲ့ဒါ steroid ထိသွားတာညီမဒီ steroid ကမျက်နှာပေါ်မှာလုံးဝမလိမ့်သင့်တဲ့စေး steroid ဆိုတာရောင်ရမ်းခြင်းတွေကိုလည်းပူဆိုးစေတယ်ပေါ့နော်ပြီးတော့ဒီကောင်ကကျတော့ steroid ကဘာလို့ဝက်ချန်ဖြစ်စေရလဲဆိုတော့နံပါတ်1အချက်ကသူကဒီအဆီထွက်တာကိုသူအားပေးအဆီကလန်းတွေကိုအဆီထွက်တာပေါ်အားပေးတာဝက်ချန်ဆိုတာအဆီထွက်များလို့ဖြစ်တာဆိုတော့အဆီထွက်တာကိုအားပေးတယ်နောက်တစ်ခါသူကဒီရောင်ရမ်းစေတယ်ပေါ့ရောင်ရမ်းစေတဲ့ခါကျတော့ဒီအဆီပေါက်တွေပိတ်ကုန်တော့အဆီတွေကထွက်တဲ့အဆီတွေကအမြင်ထွက်လို့မရတော့ရေပြားအောက်မှာမြုံလာတယ်ပေါ့နော်မြုံလာတယ်ပြီးလို့ရှိရင်သူကဒီပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မျက်နှာဆဲတွေကသူကသူပုံမှန်ကွာကြတယ်ပေါ့နော်အဲ့မှာပြဿနာကဒီဆဲတွေကပုံမှန်ကွာမကြဘဲနဲ့ရေပြားအောက်မှာဒီဆဲတွေလာစုလာတဲ့ကြောင့်လည်းအဆီပေါက်ကပိတ်သွားနိုင်တယ်နော်အဲ့လိုနောက်တစ်ခါကျတော့အဲ့လိုဒီ steroid တွေလင်းလို့ချင်းမျက်နှာကိုကန်းကျသွားတာကိုကန်းကျသွားတာမျက်နှာမှာရှိတဲ့မှုတွေပုံမှန်နဲ့ပိုကြွရင်ဒီမှုတွေကမှုပုံမှန်နဲ့ပုံများလိုက်ဒီမှုကအဆီကိုကြိုက်တော့အဆီကလန်းတွေကိုသွားပြီးတော့အဆီပုံမှန်နဲ့ပို့ပြီးတော့ထွက်အောင်လှုံ့ဆော်တယ်ဗျာလှုံ့ဆော်တော့အဆီကပုံမှန်တော့အဆီပိုထွက်စေတဲ့အခြေအနေတွေကိုအကုန်လုံးကျွန်တော်တို့ကဖန်တီးပေးလိုက်လို့ဖြစ်သွားတယ်အဲ့လိုမျိုးအဲ့တော့စွန့်လိုက်တယ်လို့ဖြစ်တော့အကုန်လုံးကမျက်နှာမှာရှိတဲ့အဆီတွေကအကုန်ကန်ထွက်တာအပြင်အဆီပေါက်ပိတ်စေတဲ့အခြေအနေတွေဖြစ်သွားတယ်ဘာလို့မျက်နှာရောင်ရမ်းလာတယ်ရောင်ရမ်းလာတော့အပေါက်တွေပိတ်ကုန်ပြီလေနောက်တစ်ခါကျတော့ဆရာတို့ကဒီဆဲသေးတွေကိုလည်းပုံမှန်မဖယ်ရှားနိုင်တော့ဆဲသေးတွေကမျက်နှာပေါ်မှာလာစုရတဲ့ကြောင့်မလို့ဒီလိုဝက်ချန်တွေကန်ထွက်တယ်ဆိုတာဖြစ်တာပေါ့နော်ဒါညီမဆိုရင်တော်တော်ဆိုးဆိုးပါပဲအဲ့တော့မကျွမ်းကျင်တဲ့ဆိုင်တွေကနေအဲ့လိုမျိုးဆေးတွေရှောက်မလိမ့်ရအောင်တကယ်တချို့ကဒါပျောက်တယ်ဆိုညီမဆိုရင်စလိမ့်ကလာတအားကိုမျက်နှာလေးချောမွေ့သွားမလားပီတီတွေပြင်းနေတာနော်သူက steroid ရဲ့သဘောတော့အဲ့လိုပဲတို့အလားကုန်ပစ္စည်းတွေမှာလည်းဒီလို steroid တွေပါတတ်တယ်လေအလိမ့်တော့လည်းမလီဖွေးဦးနာပဲမလီဆေးဖြစ်လိုက်တော့ဘာဖြစ်တော့ကန်ထွက်လာတယ်ပေါ့နော်အဲ့တော့ steroid ကဒါကြောင့်ဖြစ်တာအဲ့တော့ဆိုတော့ကုမယ်ဆိုလို့ရှိရင်တော့ညီမစိတ်ရှိခြင်းနဲ့ကုရမယ်အနည်းဆုံး3လကနေ6လလောက်ကြာမယ်ဘာလို့ဝက်ချန်ကစိတ်ရှိဖို့လည်းလိုတယ်နော်အဲ့တော့ဆရာတို့ကကုသမှုကနံပါတ်1အဆီထွက်များတာကိုဆရာထိန်းပေးမယ်နော်နံပါတ်1အဆီထွက်များတာကိုထိန်းပေးမယ်နံပါတ်2အဆီပေါက်ပိတ်တာကိုဖွင့်ပေးမယ်အပေါက်ပိတ်တာကိုဖွင့်ပေးမယ်ဒါမှအဆီပေါက်ဖွင့်မှဒီအတွင်းထဲမှာမြုံမနေမှအပြင်ထွက်လာမှတက်တာမယ်နံပါတ်3ကညီမမျက်နှာမှာဆိုရင်ပိုးဝင်နေတဲ့အဖုတွေရှိလေခုနခုခံကြတော့ဘက်တီးရီးယားပိုးကလည်းဝင်လာပြီဘက်တီးရီးယားပိုးဝင်လာတဲ့ကြောင့်မလို့ဒီပြည်ဖို့တွေထည့်လာတာကိုအဲ့တော့ပိုးသက်စီတောင်းမယ်အဓိကချက်ကအဲ့နှစ်ချက်ပေါ့နော်ဝက်ချန်ပြောက်သွားရင်ဘာကြံမလဲဆိုတော့အမဲဆက်တွေကြံလိမ့်မယ်အဲ့တော့အမဲဆက်တွေကြံရင်လည်းမကြောက်နဲ့ဆရာဆက်ကူပေးမယ်ရှိနေတဲ့အဖုမှန်သမျှအကုန်လုံးကအမဲဆက်ကြံနေတယ်အမဲဆက်ကြံတော့အခုဒီယောဂပြောက်သွားရင်ဘာကြီးကြံမလို့မဲဆက်ကြံမယ်မျက်နှာရမဲနေမှာလှအောင်မှာမဟုတ်အဲ့တော့ဆိုလို့ချင်း2လ3လလောက်ကတော့ကြော်ဖြတ်ရမယ်နော်မုံတိုင်းနေပြီးရင်တော့လီဗီလေးလာပါပါနော်ဆိုတော့ဒီမုံတိုင်းတန်တော့ခံရမယ်နော်ခုနေတော့35မပြည့်မချင်းဆရာဒီမပြောက်မှာဖြစ်မှာကြောင်လုပ်ပေးပါမယ်နော်ဆိုတော့စိတ်ရှည်ရမယ်ညီမလေးအဲ့တခုပဲနောက်တစ်ခုကဆရာညွန်နဲ့ skin care သုံးရမယ်သူကအဲ့တော့ဆရာတို့ကအဆီထွက်များတာတွေမျက်နှာမှာရှိတဲ့ဆဲတွေဖုံးတွေမြစ်ကြီးတွေတန့်ရှင်းဖို့အတွက်ဆရာတို့ double cleansing ဆိုတာလုပ်ရတယ် double cleansing ဆိုတာမျက်နှာတစ်တာရင်ပြီးရင်ညနေပိုင်းမှာဆရာတို့ masala water လို့ခေါ်တယ် makeup ဖြတ်ဆေးနဲ့ပြန်ဖြတ်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဆရာတို့ဒီဆေးတွေကဆရာတို့ပေးတဲ့ဆေးတွေကအသား6ဆေးတွေအသား6ဆေးတော့ကကျတော့ moisturizer အဆိုတဲ့ထိန်းတဲ့လိမ့်ကြီးလင်းရမယ်နော်နောက်တစ်ခုကနေအောင်ကာပေးရမယ်ဆရာတို့ပေးတဲ့ဆေးကြောင့်လည်းနေအောင်ကိုသူကအထိမခံနိုင်ဘူးနောက်တစ်ခုကနေအောင်ထိရင်မျက်နှာအမဲဆက်ကပိုးထင်တယ်ရလားအဲ့ဆိုလို့ရှိရင်ဟိုဆရာတို့ဒီမျက်နှာတင်မယ် moisturizer လိမ့်မယ် sun cream လိမ့်မယ်အဲ့အခြေခံ3ချက်ကတော့လင်းရမယ်နော်တော့လောက်ရမယ် skin care နေတယ်ညနေပိုင်းကျလို့ရှိရင်ဒီအပိုအနေနဲ့ masala water လို့ခေါ်တဲ့ makeup ဖြတ်ဆေးကိုသုံးရမယ်နော်အဲ့လိုကုခြင်းအပြင်တက်တာနိုင်နဲ့စိတ်ရှည်ရမယ်ချက်ချင်းတော့မပြောက်ဘူးနော်အဲ့တော့ညီမဝေးလဲဝေးတော့ဆရာတစ်လားတစ်ခါပဲပြန်ခေါ်ပြီးမယ်လေနော်တစ်လားတစ်ခါကို3လကနေ4လလောက်ပေါ့နော်ဒီကြမ်းတော့တစ်ခါကြာပြီးတစ်ခါပြက်စီးသွားမှကြောက်လို့အဲ့လိုထိန်းနေတာကြောက်ပါအဲ့တော့ဆရာတို့ကတော့အချိန်တစ်ခုတော့ပေးရနိုင်မယ်ပြီးတော့ဆေးစကုကာလာမှာညီမလေးအဲ့ခုနအစီပေါက်တွေဖွင့်လိုက်လို့ရှိရင်အစီဘူးလေးတွေပိုတိတာနိုင်မယ်ပိုတိတာတော့မကြောက်နဲ့ဆရာတို့ဒီမှာသူခုနအစီပေါက်လေးပိတ်နေဒီအစီပေါက်လေးဆရာဖွင့်လိုက်ပြီဆိုဒီအစီခဲကအပြင်ထွက်လာမှာလေအညာအစီဘူးကနည်းနည်းပိုတိတာလာမယ်ပြီးတော့အခုရောင်ရမ်းနေတဲ့အဖုလေးတွေကဆရာပိုးသက်စီပေးလိုက်လို့ရှိရင်အနာလေးတွေကပိုမှဲ့လာမယ်အဲ့တော့ညီမလေးဒီ2ပတ်3ပတ်လောက်ကအစီဘူးပိုတိတာလာမယ်ခံစားချက်မျိုးရလိမ့်မယ်အဲ့ဒါယောဂပို့ဆိုးတာမဟုတ်ဘူးနော်ဆေးရသူ့လို့သူ့လို့တာနော်ဆေးရသူ့လို့သူ့လို့တာအဲ့တော့ညီမလေးအချိန်တစ်ခုတော့ပေးရမယ်စိတ်ရှည်နဲ့ကူရမယ်ဟုတ်ပြီနော်စိတ်လို့ရှိရမလားနော်အေးစိတ်ရှည်ရမယ်နော်စိတ်ရှည်မှလည်းယောဂပြောင်းမယ်ဟိုကလုပ်မယ်လေနောက်ရက်ချင်းနေကြရင်ဆရာတို့ online နေပြပြီနော် online နေပြပြီအခုလက်ရှိချိန်နေတဲ့ဆရာတို့ဓာတ်ပုံရိုက်ထားတယ်ညီမဆရာကိုပြရင်လည်းဓာတ်ပုံလေးတခြားရိုက်ပြီးတော့ပို့ပေးပေါ့
နော်အဲ့ကြရင်ဆရာတို့လိုအပ်တာထပ်ပြီးတော့လုပ်ပေးမယ်အဲ့တော့တဖြည်းဖြည်းချင်းတော့ပျောက်မှာနော်ညီမဟာဆိုရင်ဆရာတို့3လဆိုတာအမဲဆက်ကြံတဲ့အဆင့်လောက်ပဲအမဲဆက်ပျောက်ဖို့တော့ဆိုရင်တော့6လလောက်နေ9လ10လ2နှစ်လောက်ထိအချိန်ပေးပြီးတော့ကိုးပါမှာညီမနော်ဘာလို့ကိုက break out ဖြစ်တာဆိုတော့တော်တော်ဆိုးလို့လေအဲဒါပေမဲ့ဘယ်လောက်ထိမြန်မြန်တက်မလဲဆိုတော့အချိန်ကြီးကြည့်ရတာပေါ့စိတ်ကိုလည်းတဖြည်းဖြည်းချင်းနဲ့ဆရာတက်နိုင်သလောက်တဖြည်းဖြည်းလေးဟိုတိုးပေးသွားမယ်ဟိုမျက်နှာဆိုတော့ဟိုစီးတွေကိုတခါတည်းအပြုံလိုက်ပြစ်လိုက်တင်လို့မရအောင်နော်နောက်ဆိုရင်အဲ့လိုအမြန်လှတယ်အမြန်ပြောက်တယ်ဆိုတဲ့ဟာမျိုးအမြန်ဖွေးတယ်ဆိုတဲ့ဟာမျိုးလုံးဝမသုံးအောင်နော်အလားကုန်ပစ္စည်းပဲဖြစ်ဖြစ်ဆေးပဲဖြစ်ဖြစ်မလေးဒါသုံးကြည့်နေတပတ်နဲ့ပြောက်တယ်ဆိုရင်အဲဆိုရင်တော့အဲ့ဒါမဟုတ်တော့နော်နော်ဒါကို SK တန်းလို့ခေါ်တယ် SK တန်းကဒါတကယ်ကြောနှင်းခုသမားတွေတုံးတာပွေးလူနာတွေတောင်မှဒီလိုမျိုးဟိုဆေးတွေတုံးတယ်ဆိုလို့ရှိရင်ပိုးဆိုးတတ်တယ် steroid ပါတာသူကနှင်းခုပဲတက်တာလားကျန်တဲ့ယောဂါတွေပွေးတွေဝက်ချင်တွေမှာလုံးဝမတုံးပါဘူးDr. Nay Wellness Clinic.